စေနိုင်သောမြတ်သောဆရာတော်တပည့်သားသမီးများနေတကမအပေါင်းတို့ရဲ့ရှင်နေနှလုံးသားတွေမှာဘယ်လိုမှတန်တဖြစ်မစေနိုင်ဘူးနော်ဆရာတော်စကားဆရာတော်တရားတွေဘယ်တော့မှမမေ့ပါဘူးနော်ဆရာတော်ကဘဝနဲ့ချက်အရောက်သွားပြန်လို့တော်မူသောတပည့်တော်တို့မှာတန်တမန်းစာလွန်ရစေပါနော်မစေနိုင်သောမြတ်သောဆရာတော်တပည့်သားသမီးများနေတကမအပေါင်းတို့ရဲ့ရှင်နေနှလုံးသားတွေမှာဘယ်လိုမှတန်တဖြစ်မစေနိုင်ဘူးနော်ဆရာတော်စကားဆရာတော်တရားတွေဘယ်တော့မှမမေ့ပါဘူးနော်ရောက်သွားပြန်လို့တော်မူသောတပည့်တော်တို့မှာတန်တမန်းစာလွန်ရစေပါနော်မရဏမင်းကြီးရဲ့ဆရာတော်နဲ့တပည့်တော်တို့တမင်တကာရဲ့ဆက်ခွေရတဲ့တော်တပည့်တော်ဆရာတော်ခုမြတ်မဝသည်ပူဇော်မဝသည်ပါ